အားလုံးပဲမင်္ဂလာပါဒီနေ့ကထွေထူးတော့တိတ်မရှိဘူးဗျာကျွန်တော်တက်တက်လေးရိုက်ပြခြင်းတော့ဟိုဒါဆိုလက်မှတ်ကြီး40ရစမှာပေါ့နော်40 42 40ခုလက်မှတ်50အဲ့လို brand အစုံပေါ့နော် red ရှမ်းဆိုတာ32လက်မှ32လက်မှဆိုမဖြစ်ရသေးရရှိတယ်ဒီကောင်ဆိုတာ Toshiba Mitsubishi တို့ Panasonic ဒါအပြင်ကျွန်တော်ဒီမှာရေကတစ်တာတော့ကျွန်တော် site စုံမယ် site စုံမှာကောင် brand မျိုးစုံလာတာပေါ့နော်ဒီမှာ workshop set လည်းရှိမယ် workshop set ဆိုလည်းအခုကျွန်တော်အသစ်တွေထပ်ရောက်ပါတယ်မပေါက်ရသေးတာရှိတယ်လုံးအတန့်နေပါဗျာဒါကတော့ကျွန်တော် water cooler ကတော့ကျွန်တော်မိုးရင်းကာလမှာ3လေဒီကောင်အပူအေးရဆိုဆင်ပြေပါတယ်ဆင်ပြေတယ်ဒီကောင်ဆိုတာ air fan ကတော့ပန်ကာပုံးနေတဲ့လူတွေအတွက်ဆိုတော့ပိုပြီးတင့်တော်တယ်ဗျာဒါတော့ဒီ air fan ကြောင့်သူကပန်ကာလေးလိုလေပူလည်းမထုတ်ဘူးလို့လုံးဝလေးပြေးလေးနှင်းလေးတွေအတိုင်းပဲလာတယ်တကယ်မိုက်အကြံပေးရအောင်နော်ဒီဘက်ချမ်းဆိုတာဝှက်ရှော့ဆက်ကြီးကြီးရှိမယ်ဒါပစ္စည်းတွေထပ်မဖြစ်ရသေးတော့ပါ